လေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြော့ဆုံးကိုမောင်မြင်တော့သူ့စပယ်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေမင်းသူဝင်ရဲ့အချစ်ကပြပေါ့ဆရာမင်းသူဝင်ရေးခဲ့တာလေလက်ခံလားလက်မခံမှုဆိုကျမနည်းနည်းလေးထပ်ပြီးတော့အာကူလှုပ်ချင်မယ်နော်လေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးချစ်သူကသူ့ကိုပြောတယ်အဲ့ချစ်သူကခရီးဘူးလေးပန်းကျင်ပါတယ်ခရီးပွင့်ပန်းကျင်တာမဟုတ်ဘူးနော်ခရီးဘူးကိုပန်းကျင်တယ်ဆိုတော့မောင်ကကူရတယ်ခရီးဘူးဆိုတာဘယ်လိုလုပ်မလဲအပင်ကအောက်ကကောက်လို့မရဘူးအပင်အောက်မှာကျတာလေမှန်သမျှဒီခရီးပွင့် star flower လို့ခေါ်တယ်ခရီးပွင့်တကယ်ကျယ်လေးတွေလိုပဲပြန်ကားနေတာအဲ့ဒါလေးကခရီးပွင့်ဖြစ်တယ်ချစ်သူကပြောတာခရီးဘူးဆိုတော့ तू ကဘာလုပ်မလဲအပင်မော်ကိုတက်တယ်အဲ့ဒီကိတ်ကတော့ယောက်ျားလေးတွေကပစိုးပဲဝတ်တဲ့အတွက်ကြောင်ကြရင်ကြရမှာပေါ့နော်ကြောင်ကြပြီးတက်မယ်ဒီကိတ်ဆိုတော့လွယ်ပါတယ်ဂျင်းပေါက်မိတွေနဲ့ဟိုဒီတိုင်းပဲတက်လိုက်ရုံပဲနော်အဲ့တော့တကယ်ချစ်မချစ်တေချာခြင်းရင်ခရီးပွင့်ပန်းခြင်းတယ်လို့မပြောနဲ့ခရီးဘူးပန်းခြင်းပါတယ်လို့ပြောနော်အဲ့ဒါဆိုလို့ရှိရင်ခရီးဘူးဟာခရီးပွင့်မဟုတ်တဲ့အတွက်အပွင့်မပွင့်ခင်အဖူးဘဝမှာကလေးကသူတို့ခူရတယ်